နတ်တိုင်နာကမျက်နှာမရှိတဲ့မိန်းမရွာကလူတွေပြောတာတော့နတ်တိုင်နာကိုညဘက်မသွားရဘူးတဲ့ဒါပေမဲ့မောင်စော်ကမယုံဘူးသူကတောထဲကရေတွင်းနားမှာညတိုင်းတိတ်တိတ်လေးရေခတ်လေးရှိတယ်အဲ့ဒီညလေကမလှုပ်ဘူးငှက်တန်တွေတောင်မရှိဘူးနတ်တိုင်ဘက်ကနေရေခတ်တန်ခွတ်ဆိုပြီးထွက်လာတယ်သူကြည့်လိုက်တဲ့အခါအဖြူရောင်ဝတ်ထားတဲ့မိန်းမတစ်ယောက်ရေခတ်နေတယ်ဒါပေမဲ့မျက်နှာမရှိဘူးရေတစ်ခွက်ပေးပါလားအတန်ကသူ့နားထဲမဟုတ်ပဲခေါင်းထဲကနေထွက်လာတယ်လို့ပဲမောင်စော်ပြေးထွက်လာတယ်အိမ်ကိုပြန်ရောက်တော့အဖွားကတခုပဲပြောတယ်မင်းမြင်တာလူမဟုတ်ဘူးအိမ်ထဲကိုလိုက်လာတဲ့အရာညအိတ်ချိန်မောင်စော်မျက်လုံးပိတ်ထားပေမဲ့အိမ်ထဲမှာရေဆိုတန်တွေကြားလာတယ်အိမ်တကားကမဖွင့်မဲနဲ့ဖြည်းဖြည်းချင်းဖွင့်လာတယ်အဖွားကဖျားစာရွတ်တယ်ဒါပေမဲ့အခန်းထဲကလေကအေးလာတယ်ပြီးတော့အတန်တစ်ခုရေငါရေမောင်စော်မျက်လုံးဖွင့်လိုက်တဲ့အခါသူ့အိပ်ယာဘေးမှာရေဆိုနေတဲ့ခြေရာတွေရှိနေတယ်ဒါပေမဲ့အဆိုးဆုံးကအဲ့ဒီခြေရာတွေကသူ့အိပ်ယာပေါ်တက်လာနေတယ်ညကအရန်တိတ်နေတယ်အိမ်ရှိတကားကိုခောက်တန်ကမရက်သေးဘူးထောက်မောင်စော်အသက်တောင်မရှူရဲဘူးအဖွားကသူ့လက်ကိုတင်းတင်းဖမ်းထားပြီးတိုးတိုးပြောတယ်ဘဲအတန်ပဲကြားတကားမဖွင့်နဲ့ဒါပေမဲ့အိမ်နောက်ဖက်ကနေရေစီးတန်လိုကြားလာတယ်မောင်စော်ဖြည်းဖြည်းလှည့်ကြည့်လိုက်တယ်ကျမ်းပြင်ပေါ်မှာရေတွေစီးလာနေတယ်ရေကအိမ်ပြင်ကနေမဟုတ်ဘူးအခန်းမောင်ထဲကနေထွက်လာတာအဖွားမျက်နှာပြက်သွားတယ်ဖျောင်းတိုင်မီးကတဖြည်းဖြည်းမိန်လာတယ်ပြီးတော့အခန်းထောက်မှာလူတစ်ယောက်ရက်နေတာကိုမြင်လိုက်ရတယ်အဖြူရောင်အဝတ်စပင်းရှိမျက်နှာမရှိတဲ့မိန်းမသူမကမလှုပ်ဘူးဒါပေမဲ့ရေစက်တွေကသူမကိုယ်ပေါ်ကနေကျနေတယ်မောင်စော်အောင်မယ်လှုပ်တဲ့အချိန်အဖွားကပါဆက်ပိတ်လိုက်တယ်အတန်မထွက်နဲ့သူကအသက်ရှူတန်တောင်ကြားရတယ်အိမ်ကတိတ်ဆိတ်သွားတယ်ပြီးတော့အဲ့မိန်းမကဖြည်းဖြည်းလက်ညှိုးထိုးလိုက်တယ်အိမ်နောက်ကနတ်တိုင်ဖက်ကိုအဲ့ဒီအချိန်မှာပဲအပြင်မှာကလေးငယ်တယောက်ငိုနေတဲ့အတန်ကြားလိုက်ရတယ်အမေကဲပါမောင်စော်ကြောက်လန့်သွားတယ်အဖွားအပြင်မှာကလေးရှိနေတယ်အဖွားမျက်လုံးပိတ်ပြီးပြောတယ်အဲ့အတန်နောက်လိုက်သွားတဲ့သူဘယ်သူမှပြန်မလာဘူးဒါပေမဲ့ငိုတန်ကပိုနီးလာတယ်အမေတကားဖွင့်ပါတကားအောက်ကနေတေးသေးလေးလက်ချောင်းတွေဖြည်းဖြည်းဝင်လာတယ်မောင်စော်ချွေးတွေကျလာတယ်ဒါပေမဲ့အဆိုးဆုံးကအဲ့ဒီလက်ချောင်းတွေမှာလက်သေးမရှိဘူးဖျောင်းတိုင်မီးငိမ့်သွားတယ်အမှောင်ထဲမှာမိမအတန်ကြီးတစ်ခုထွက်လာတယ်တကားဖွင့်